လုံးသုံးပါးနဲ့ပတ်သက်ပါတယ်တရားကိုကိုးဝဲတယ်တရားကိုကိုးဝဲတယ်တန်ခါကိုကိုးဝဲသုံးမျိုးရှိပါတယ်လူချမ်းသာလူချမ်းသာကိုရဖို့ကိုးဝဲတယ်ဆယ်တန်းအောင်တယ်နတ်ချမ်းသာရသွားတယ်တက်ကတူပွဲရတယ်သစ္စာသိမယ်ဘွဲလွန်ဖြစ်သွားတယ်ဒေါက်တာဖြစ်အဲ့ဒါလိုဘုရားကတော့လူချမ်းသာဖို့လည်းနီလန်းနေပေးခဲ့ပါတယ်နတ်ဖြစ်ဖို့လည်းရောက်ပေးခဲ့ပါတယ်သစ္စာရဖို့လည်းပေးခဲ့တယ်သင်တို့ကော့ကိုပေါင်း2000ကျော်သာသနာဘာသာရေးတွေသိစင်နေပြီးမှအဲ့ဒီမရှင်လို့ခေါ်တယ်ကိုရင်ကိုရဏပြောတယ်ငကားတွေကိုကိုးဝဲတယ်ကျို့ဘလူးတွေကိုကိုးဝဲတယ်ကျို့နတ်တွေကိုအဲ့ဒီဘလူးတွေငကားတွေကိုးဝဲတာကိုဖျောက်ပြီးတော့ဘုရားသာသနာကိုပေးခဲ့ပြီးတက်ကြီး2000သိပ္ပံခေတ်ကြမှာငကားကြောင့်လိုက်ကလိုက်နေတော့နော်ဟုတ်ပြီနော်ငကားအဲ့တော့ဒီ2020ကငကားနှစ်ကိုအဲ့ငကားဘာငကားလဲဗမာတွေကမသိဘူးdragon တရားအများကြီးရှိပါတယ် golden dragon ရှိတယ်ရွှေနဂါရှိတယ် earth ရှိတယ် wood dragon ရှိတယ် fire dragon မြေနဂါရှိတယ် water dragon မြေနဂါတိုင်းရေမငုပ်ဘူးเนาะနဂါတိုင်းရေမပက်နဲ့တော့လားဒီနှစ်2025 wood dragon တက်သားနဂါတောင်းအဲ့လိုသမိုင်းလည်းမသိဘူးဗမာတစ်ဆင့်အမြဲတမ်းကျန်နေတယ်နဂါကိုကောင်မတွေပူဒီကောင်မတွေပူနေနဂါတိုက်ငန်းနေနဂါစက်တွေပဋ္ဌာန်းစက်တွေပေါ်နေဆိုတော့နဂါကမီးနဂါလားရွှေနဂါလားမြေနဂါလားရေနဂါလားတစ်သားနဂါလားအဲ့ဒါမစင်စားဘူးနဂါဆိုရင်ရေတောက်ရမယ်ရေပူရမယ်လို့တို့အမြဲတမ်းမဟုတ်ပါဘူးသိပါနော်အသိဉာဏ်လေးနည်းနည်းလေးတော့ဥစိညောက်တော်လေးပဲအပေါ်မှာနည်းနည်းလေးပဲဥဝစီကတဲ့နေရာမှာနည်းနည်းလေးတော့တို့ကနတ်တွေနဂါတွေအဲ့ဒါတွေတို့ကကိုးဝယ်တဲ့ဆင်နေတော့ဒီကဝရဗုဒ္ဓဘာသာကိုတို့ကပြောင်းကိုးဝယ်လိုက်တာဖြစ်ချင်းကြောင့်တို့ကအရှင်းမြင်လာမယ်အဲ့ဒီကနေပြီးတော့မြင့်နေတဲ့အဆင့်ကနေပြီးတော့နည်းနည်းလေးကွက်ကိုစဉ်းစားလိုက်ပေါ့ယရနာကယရနာချင်းထိုက်ရင်မြက်ပါတယ်ယရနာသုံးပါးကြောင့်ပြောနေတာတို့ထီးတွေကအမေကိုညမလေးကထီးမရှိခင်ဆိုတော့လည်းကောင်းရှိနေစဉ်တော့လည်းကောင်းအဖေနဲ့အမေရဲ့ဓာတ်ပုံဖခင်ကနဲ့မှထားတယ်သိလျောပါတယ်မင်းကုန်းဆရာတော်ဘုရားကြီးမိုးဆရာတော်ဘုရားကြီးမာစီဆရာဓာတ်ပုံထားတာဖခင်ယရနာရှိမှသံဃာယရနာထားတာတင့်တယ်ပါတယ်ပေါ့ယရနာရွှေကိုပလဲလေးတွေဗရမ ्यां လေးတွေကိုရွှေနဲ့ခွက်လိုက်တယ်ယရနာကိုယရနာချင်းထပ်တာမြက်ပါတယ်အဲ့ဒီယရနာသုံးပါးရဲ့ရှေ့မှာတိုက်ကိုအင်ကြီးနဲ့ပေါင်ဒူးပေါ်ပေါင်ပေါ်ပြီးတော့တမင်ကလေးချိတ်ထိုင်တာထားတာတော့မသိတော့ဘူးပါတယ်ဗါတယ်လေဟုတ်စံတလူကြီးလေးရှင်သာရိပုတ္တရာကိုရမြတ်ကြီးကမြတ်စွာဘုရားရှေ့မှာဒူးပေါ်ပေါင်ပေါ်တမင်ကလေးချိတ်ထိုင်လားယူသည်သည်လေးထိုင်လားအဲ့ဒါတာဝကမထေမြတ်ကြီးကတော့မှပြင်စဝိတ်ငါးဦးသည်ယူသည်ထိုင်တာကိုဘုရားကိုကြောပေးပြီးတော့တမင်ကလေးချိတ်ပြီးဒီလိုထိုင်တဲ့ပုံစံကြီးဘုရားကထားတာသိလေမကိုးဝင်လည်းမပြောဘူးအောက်နဲ့နဲ့ချလိုက်မကိုးဝင်လည်းမပြောဘူးအဲ့ဒီဝိဇ္ဇာတွေစောကြီးတွေမကိုးဝင်လည်းမပြောဘူးအဲ့တော့ခုတော့တမန်တန်ဗုဒ္ဓရဲ့ရှေ့မှာဘုရားကြောခိုင်ပြီးဒီလိုကြီးထိုင်နေတဲ့ပုံကိုထားတာကသိလေရောလိုက် this is suitable this is unsuitable ဒါဖြစ်တယ်လားမဖြစ် this is possible impossible ကိုတွေးလိုက်ဘာမှအများကြီးပြောဘူးအဲ့ဒါဆိုရင်ကောင်းပြီအဲ့ဒါကသိလေရောပါတယ်ဆိုရင်ဒေါ်ထေးသေးတို့အိမ်ရှိမှာနောက်ခါကျသင်္ကန်းကြောင်းကြက်ပြီးလာထိုင်မယ်ဓမေစီဒီမင်းတို့ကကိုးဝယ်ရမယ်လေအတူလည်းတော့ငါတရားဟောတတ်သေးတယ်ဆရာတော်ဥက္ကောသနာကျောင်းရှိလိုက်ဒေါ်ထေးတွေပါလဲဆရာတော်ကခေါင်းကြိုက်နဲ့လက်ခံမယ်ဟုတ်မင်းတို့တွေလုတ်တဲ့အရာစင်မပြေဘူးကြည်ရတာဟုတ်တယ်နော်စင်မပြေဘူးဘလို့မှစင်ပြေဘူးတရားရှင်ကတရားဟောပါလို့ပြောတာတယ်နိုင်ငံတော်လူကြီးတွေဝစီပိတ်သွားကိုယ်ဟုတ်ကောက်စင်အစင်မပြေဘူးလေပြိကောဟောရမယ်လို့ပြောတာတရားရှင်ပရိနိဗ္ဗာန်စံကနေတော့ဟောခဲ့တယ်ဘုရားရှင်ရဲ့သာသနာနေပြီးတော့မှဘာမှမပြောတဲ့သူနည်းနည်းတော့စဉ်းစားဖို့ကွယ်နည်းနည်းလေးပဲစဉ်းစားပါတို့တွေကအဲ့လိုမျိုးတွေမြတ်စွာဘုရားတတ်လို့စားပါလို့လဲဘယ်တော့မှမဟောဘူး